အားလုံးပဲမင်္ဂလာပါ MMBA Master Management and Business Academy ကနေကြိုဆိုလိုက်ပါတယ် MMBA ကနေဖွင့်လှစ်သွားမယ်စီးပွားစီမံပညာသင်တန်းနဲ့မိတ်ဆက်ပေးချင်ပါတယ်ယခုသင်တန်းကိုသင်တန်းကြီးအခမဲ့နဲ့တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်ဝင်ကြီး15000ကျပ်သွင်းရုံဖြင့်ယခုသင်တန်းကိုတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်ဒီသင်တန်းကိုဘယ်သူတွေတက်ရောက်တင်တယ်လဲဆိုရင်လုပ်ငန်းခွင်မှာမိမိရဲ့အရေးချင်းတိုးတက်လိုတဲ့သူတွေမိမိရဲ့လုပ်ငန်းကိုပိုမိုအဆင့်မြင့်တင်လိုတဲ့သူတွေလုပ်ငန်းခွင်စတင်ဝင်ရောက်ဖို့ပြင်ဆင်နေတဲ့လူငယ်တွေနောက်ပြီးတော့စီးပွားစီမံခန့်ခွဲမှုပညာရပ်ကိုလုံးဝမသိသေးတဲ့သူတွေတက်ရောက်တင်ပါတယ်ယခုသင်တန်းမှာဘာတွေသင်ပေးသွားမှာလဲဆိုရင်တော့ marketing concepts leadership strategic management HR management နဲ့ operations management ဆိုတဲ့ဘာသာရပ်တွေကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်ယခုသင်တန်းကတော့သင်တန်းကြီးအခမဲ့ဖြစ်ပြီးတော့ဝင်ကြီး15000ကျပ်သွင်းရုံဖြင့်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်သင်တန်းကာလကတော့2လဖြစ်ပါမယ်သင်ကြားသွားမယ့်နည်းလမ်းကတော့သင်ခန်းစာတွေကို record video များနဲ့လေ့လာရမှာဖြစ်ပြီးတော့ Zoom နဲ့2ကြိမ်ဆရာနဲ့ face to face သင်ခန်းစာတွေကိုဆွေးနွေးခွင့်ရမှာပဲဖြစ်ပါတယ်ယခုသင်တန်းကိုလူဦးရေအကန့်အသတ်ဖြစ်တာသင်ကြားပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သင်တန်းတက်ရောက်လို့ရဆိုရင်အမြန်ဆုံးစာရင်းပေးသွင်းထားမှာစိတ်ချရမှာပဲဖြစ်ပါတယ်